နာအေးငါနေရဟာအတိတယောက်ဟာသူ့ရဲ့နေမှာတဲ့အိမ်ဆောက်ချင်တာပေါ့နော်အဲ့ဒါနဲ့သူကတန်းနေပစ္စည်းလိုချင်လို့ဒါပေမဲ့ तू ကအဲ့တဆာရောတစ်ခုချင်းနဲ့ तू လိုက်ပြီးတော့မဝယ်ချင်ဘူးအဲ့နင်းလေဝယ်လို့ရမယ်အသိဆိုင်တွေပါမရှိဘူးလားဟာအဲ့ဒါများနေရလေ original stitch ရှိရလေဟာ original stitch ဆိုင်မှာဆိုလို့ရှိရင်အိတ်ဆောက်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ဒီမှာဟော်လိုဟင်္ဂလန်ယူပင်း GI ပိုက်လုံးစီချန်နဲ့ဓကင်းရှိတန်ကြောင်တန်ပြအထက်သားပြကြောက်ပြတီတိုင်နဲ့ညံခင်းပြညံကလစ်နေညံဆက်ဆက်ပစ္စည်း4K HPI ပင် flat ပြ PVC ပိုက်နေပိုက်ဆက်ပစ္စည်းမျိုးစုံပြီးရင်ရေချိုးကန်းသုံးပိုက်တွေအပါအစုံရရှိနိုင်တာမဟုတ်လို့တနေရာထဲမှာဝယ်လို့ရတယ်လေဟာအော်အဲ့ဒါဆိုဆင်ပြေရဲ့အဲ့ဒါသူ့ရဲ့ဆိုင်လိပ်စာရောဆိုင်လိပ်စာကကြတော့တောင်တကုံမျိုးနဲ့စက်မှုစုံတေအမှတ်189မော်လမြိုင်လမ်းထဲမှာရှိရလေဟာသူ့ဆိုင်ကရန်ကုန်ကမလားရန်ကုန်ကဆိုတော့ဝယ်ပါနေရလေဟာရန်ကုန်တက်ပြီးလာဝယ်တော့ဟဲ့နေကုန်ကြစိတ်ကများပါဆိုမဖြစ်ဘူး အဲ့ဒါပြောပြမယ်။နေကနေပြီးတော့ဝယ်ယူလို့ခြင်းနဲ့ဆိုလို့ရှိရင်ဖုန်းဆက်ပြီးတော့မှာလို့ရှိရင်နေကားဂိတ်ကြီးအရောက်ပို့ပြီးရလေနေကလည်းလွယ်လေးကိုဟဲ့အဲ့ဒါရရုံရပါမလားရဲ့ရုံးရပါမလားလုံနေ original stick ကရက်တီလာအပြင်10နှစ်ရှိပြီအဲ့ဒီပြုံမှာသူကနေကနေပြီးတော့မှာရွေးကာစတမာတွေကိုပစ္စည်းကိုအများဆုံးရောက်ပြီးတော့ပစ္စည်းမှန်ဈေးမှန်နဲ့ရောင်းပြရဆိုပြီးတော့နာမည်ရပြီးသားအခုလက်ရှိနေကနေပြီးတော့မှာယူမယ်ဆိုလို့ရှိရင်သူတို့ original stick ဘန်အကောက်ထဲငွေလဲပြီးရတယ်သူတို့ကအိမ်ကနေပြီးတော့အချိန်မကုန်လူမပင်ပန်းနဲ့ပစ္စည်းတွေဝယ်လို့ရနေပါလွယ်လေးကိုအဲ့မှာသွားဝယ်လိုက်ပေါ့အော်ဟဲ့အဲ့ဆိုရင်ဆင်ပြေရဲ့အဲ့ဆိုရင်ဖုန်းနံပါတ်တွေရအောင်ဆက်သွယ်ရမယ်ဒီမှာဖုန်းနံပါတ်ကကြတော့ကွာပြမယ်399653933994251593 3995159339933995151593ဆက်သွယ်ပြီးတော့မှာယူလို့ရပြီလေဟာဟဲ့အဲ့ဆိုငါပြီးရင်ဖုန်းဆက်ပြီးတော့ဒီခါလေးပြောလိုက်တော့မနော်အေးမှားလိုက်နော်嗯。